ဖေဖေတိပါတယ်ကွယ်တမီလိမ္မာတယ်ဆိုတာဖေဖေတိပါတယ်ကာလက်စ်ကသူတို့တားဖားကိုလမ်းခေါ်သည်လေသမားတွေကခီးဆက်ဖို့ကြိုးဖြုတ်သူဖြုတ်နေကြပြီရှင်တို့တားဖားနှစ်ယောက်ဘယ်ပြောင်းနေကြတာလဲမစ္စစ်ရှာရမီရဲရောက်ချင်းစီမေးသည်ဟိုနားမှာစကားထိုင်ပြောနေတာပါကွာကဲဘာတွန်ရို့စ်ကိုမနေ့ဖြန်ရအောင်ထွက်ကြစို့ဘင်္ဂေါလေကြီးကန်းကခွာမှစမ်းကြောင်းနေပေတွင်ကြံခဲ့သည့်အိုးခွက်တွေကိုကျူးတိတတိရသည်မအေလို့သူကဆူတော့ဖေးကြီးကဝင်းသားသည်မဆူပါနဲ့ကွာဒီရွယ်မှာဒီလိုပဲပေါ့ကျူးတဲ့အသာထလာခဲ့သည်လေဦးပိုင်းတွင်ထွက်ထိုင်ပြီးဟိုးအဝေးအငိုစွန်းတစ်ခုကိုကွေ့ပတ်ဆုံဆင်းသွားတော့ဖိလစ်၏ပင်ကိုလေကြီးကိုငေးကြည့်နေသည်ဖဖေအနေဖြင့်ဖိလစ်ကိစ္စကိုဆက်ပြောမည်မဟုတ်တက်တက်လုံးအဖေစကားကိုမြေဝဲမကျနားထောင်ခဲ့သည်တမီးပီပီဂါနာကောဆမလုတ်တန်ရဟုစိတ်ချထားပုံအလီနွိုင်းမှတစ်ထွေးလေတစင်းသူတို့ကိုကြော်တက်သွားသည်ကုန်းတဲ့တတိုက်ကခတ်ကြမ်းကြမ်းပြင်သစ်တရှင်းတွေအော်ဆိုသွားကြသည်သူတို့နောက်မှလူရိုင်းလေးတစင်းပါလာသည်လေးပေါ်တွင်ရောင်စုံပရိစေတွေစောင်းတွေတင်လာသည်လူနီရိုင်းတစုသည်လေကိုကျွမ်းကျင်စွာလောသွားကြသည်မကြာမီအခြားပင်ကိုလေကြီးတစင်းကိုအဖေအော်ဟစ်နှုတ်ဆက်နေတာကြားလိုက်သည်ပင်စီဗေးနီးယားကစိတ်ကလေးယာမိသားစုဖြစ်သည်ထိုစဉ်ဖိလစ်၏လေကြီးကိုတစ်ချက်လမ်းမြင်လိုက်ပြန်သည်ဝေးရီထဲဝေးသွားပြီးဖိလစ်သည်သူကလေးအတိုင်းအမြန်ဆုံးခီးနေပြီဖြစ်ကြောင်းဂျူဒီသိလိုက်သည်ဒူးကိုပိုက်ပြီးအခန်းနိုင်ရန်ကိုမိထိုင်ရင်စဉ်းစားနေသည်အဖေဘာပြောတူမတွေ့အောင်လာချမှာပါဘာဖြစ်အားလုံးကိုတူကြော်ဖြတ်မှာပါတကယ်လို့များတူရောက်လာရင်ဘယ်လိုလုပ်ရပါမလဲဒီညလေးဆက်ရင်ခါတိုင်းလိုတူနဲ့မတွေ့ရတော့ဘူးပေါ့နော်ရင်ထဲဟာသွားသည်အောင်းမိတဲ့အကိုရဲ့ပင်လယ်ဓမြတွေအကြောင်းနှုတ်ချင်းရှင်တက်ခဲ့တဲ့ပွဲတွေအကြောင်းထပ်နားထောင်ကျင်နေသည်ပိုပြီးနားထောင်ကျင်ဆုံးကတော့ကျူဒီကိုအကိုရှိတဲ့အကြောင်းတွေပေါ့အကိုရင်ဝင်ထဲမှာတိုးဝင်ပြီးတော့လေဘယ်တော့မှဒီလိုမခံစားခဲ့ဘူးကိုရဲ့တိတ်အောင်းမိတာပဲကိုလည်းနားမလဲတော့ပါဘူးယောက်ျားတွေကမိန်းမတွေကိုဘာလို့လိုချင်ကြတာပါလဲပြောစရာကောင်းမလားကြောက်စရာကြီးများလားလူမျိုးစလုံးပါမယ်ထင်တယ်နော်ဆန်းတော့ဆန်းဒီကိစ္စတွေကိုတည်တည်ချာချာမသိဘဲနဲ့တူနေတာဆိုရင်ပြောစရာအတိဖြစ်မှာဟုစိတ်ထဲဆွဲနေလေသည်ရင်ထဲမှာပူလောင်ပြီးငိုချင်လာသည်ဒီလိုအတိတ်ပဲမရှိစိတ်မလှုပ်ရှားခြင်းပါအခန်းထဲဝင်ပြီးနားတလက်ဆခေါင်းစည်းတပည့်တစ်ခုယူသည်စိတ်ပြတ်သွား၏သူ့အဝိအစားတွေနဲ့ရှင်လန်းရင်တိတ်အောက်တန်းကြတာပဲအဖေစကားနားထောင်ရင်တက်လုံးဒီလိုပဲအောက်တန်းကြနေမှာနေဖို့အိမ်ဆောက်မပြီးမရှင်ဝါတာပါဆယ်အိမ်တွင်ဧည့်သည်အဖြစ်နေကြရမည်တဲ့ဝါတာကအဖေမိတ်ဆွေဟောင်းကြီးတယောက်ရဲ့သားလေတိတ်အလုပ်ကြိုးစားတာပဲတဲ့ဂျူဒီကအချုပ်နေရင်မကြေမနက်နဲ့နှခမ်းဆူလိုက်သည်